အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဇွန်လ29ရက်နေ့ဖြစ်ပါတယ်ဒီနေ့မှာတော့ထိုင်းနိုင်ငံမှာရောက်နေတဲ့ညီကိုမောင်နှမတွေအတွက်ထူးခြားသတင်းတွေကိုပြောသွားမှာပါထူးခြားသတင်းနှစ်ပုဒ်ကိုပြောသွားပါမယ်ပထမဆုံးသတင်းတစ်ပုဒ်ကထိုင်းနိုင်ငံဖတ်တလွန်းခရိုင်နဲ့စူရက်ဌာနီခရိုင်မှာတရားမဝင်ခိုးဝင်လာတဲ့မြန်မာရွှေပြောင်းအလုပ်သမား29ယောက်တော်မှထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ပါတယ်ထိုင်းနိုင်ငံဖတ်တလွန်းခရိုင်နဲ့စူရက်ဌာနီခရိုင်တို့မှာတရားမဝင်ခိုးလမ်းကနေဝင်လာတဲ့မြန်မာရွှေပြောင်းအလုပ်သမား29ယောက်ကိုထိုင်းအဝေးပြေးရဲတပ်ဖွဲ့ကဖမ်းဆီးခဲ့ကြောင်းမြင်တွေ့ခဲ့ရပါတယ်။ဇွန်လ29ရက်နေ့မနက်အစောပိုင်းပေါ့နော်။ဖတ်တလွန်းခရိုင်အာရှလမ်းမကြီးပေါ်မှာတရားမဝင်မြန်မာနိုင်ငံသားတွေကိုတင်ဆောင်လာတဲ့မတ်စတာမျိုးစားကားတစ်စီးကလူမှုကယ်ဆယ်ရေးအဖွဲ့တွေရဲ့ရေးပေါ်မီးကိုရဲရဲ့စစ်ဆေးရေးဂိတ်ဆိုပြီးတော့ထင်ပြီးတော့ပေါ့နော်။အဲ့ဒီကားကိုမောင်းနေတဲ့ရင်မောင်းဖြစ်တဲ့သူကလမ်းဘေးမှာတင်ရက်ပြီးတော့ထွက်ပြေးတိမ်းရှောင်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာထိုင်းရဲတပ်ဖွဲ့ကကားကိုသွားပြီးတော့မှစစ်ဆေးတဲ့အခါမှာကားအတွင်းကန်းနဲ့ကားနောက်ဖုံးကန်းမှာတရားမဝင်ခိုးဝင်လာတဲ့အသက်4နှစ်အရွယ်ကလေးငယ်တဦးအပါအဝင်မြန်မာနိုင်ငံသားရွှေပြောင်းအလုပ်သမား14ယောက်ကိုပါရှာဖွေတွေ့ရှိခဲ့ပါတယ်။ဖမ်းဆီးခြင်းခံခဲ့ရပါတယ်။ဖမ်းဆီးခံခဲ့ရတဲ့မြန်မာနိုင်ငံသားတွေရဲ့ထွက်ဆိုချက်အရတော့ဒီလူတွေကထိုင်းမြန်မာနယ်စပ်ကနေတဆင့်မလေးရှားကိုသွားပြီးတော့အလုပ်လုပ်ကင်ဖို့အတွက်ပွဲစားတွေစီကိုငွေတွေပေးပြီးတော့73နာရီကြော်တော်မှကားစီးလာခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီကားနဲ့လိုက်ပါလာတာဖြစ်ပြီးတော့ဒီလန်ခီမှာဒီမောင်းကတွန့်ပစ်ပြီးတော့မှထွက်ပြေးသွားတာပေါ့နော်လက်ရှိချိန်မှာတော့ဖမ်းခံရတဲ့ကလေးငယ်တဦးပါဝင်မြန်မာနိုင်ငံသား14ဦးကိုနခရက်မြို့မှာရှိတဲ့ရဲစခန်းကိုပို့ဆောင်ပြီးတော့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေပေးရထားပါတယ်ဥပဒေရဆက်လက်ရေးယူသွားတာကတော့တက္ကနာဆက်ပြီးတော့ရှီအောင်ပါထွက်ပြေးသွားတဲ့ရင်မောင်းနဲ့လူမောင်ကိုဂိုင်းကိုဆက်ပြီးတော့မှဖော်ထုတ်ဖို့ကိုလည်းစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်အဲ့ဒီပြင်ဒီအလားတူဇွန်လ26ရက်နေ့ညတကောင်အချိန်မှာလဲဒီစူရက်ဌာနီ KI ဘဏ္ဍုံပေါ့နော်မြို့နယ်တွင်းမှာရှိတဲ့လမ်းမကြီးတစ်ခုပေါ်မှာတရားမဝင်မြန်မာနိုင်ငံသားတွေတင်ဆောင်လာတဲ့ကားတစ်စီးကိုထိုင်းအဝေးပြေးရဲတပ်ဖွဲ့ကစစ်ဆေးတယ်ပေါ့နော်စစ်ဆေးတဲ့အချိန်မှာတားဆီးတဲ့အချိန်မှာဒီသူတို့ရက်ပေးတာမျိုးမရှိဘဲနဲ့ရမောင်းဖြစ်သူကမောင်းနေထွက်ပြေးသွားတယ်ပေါ့နော်အဲ့တော့ထွက်ပြေးသွားတဲ့ခါမှာလဲမလွတ်ခဲ့ပါဘူးထိုင်းရဲတပ်ဖွဲ့ကဖမ်းမိခဲ့ပါတယ်နော်ဟိုလမ်းဆောင်မှာပိတ်မိသွားပြီးတော့ဒီရမောင်းဖြစ်သူကကားကိုထားပြီးတော့ပေါ့နော်ဒီရာဘာစိုက်ခင်းတွေကိုထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်အဲ့ဒီကားကိုတော့ရဲတပ်ဖွဲ့ကရှာဖွေစစ်ဆေးခဲ့တယ်အဲ့ဒီကားမှာလည်းဒီကားအတွင်းကန်းနဲ့အနောက်မှာတော့ဒီပိုက်ကွန်အမဲတွေနဲ့အုပ်ထားပြီးတော့ကားနောက်ဖုံးမှာတရားမဝင်ခိုးဝင်လာတဲ့မြန်မာနိုင်ငံသား73ဦးအမျိုးသား8ဦးအမျိုးသမီး9ဦးနော်ဖမ်းဆီးခံခဲ့ရပါတယ်ဖမ်းဆီးခံခဲ့ရတဲ့မြန်မာနိုင်ငံသား73ယောက်ရဲ့ပြောကြားချက်အရသူတို့ကဒီထိုင်းမြန်မာနယ်စပ်ဒီတောလန်ကနေတရားမဝင်ခိုးဝင်လာကြတာပေါ့နော်လက်ရှိချိန်မှာတော့ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသား73ယောက်ကိုဘဏ္ဍုံမြို့နယ်ရဲစခန်းကိုပို့ဆောင်ထားပြီးတော့ခွင့်ပြုချက်မရှိဘဲနဲ့ထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ခိုးဝင်နေထိုင်မှုနဲ့အမှုဖွင့်ရေးယူသွားမယ်လို့သိရပါတယ်ထွက်ပြေးသွားတဲ့ရင်မောင်းကိုလည်းဆက်ပြီးတော့မှရှာဖွေဖမ်းဆီးဖို့စူးစမ်းနေတယ်ပေါ့နော်အဲ့တော့ဒီအပိုင်းမှာတော့တော်တော်ဟိုအဖမ်းဆီးတွေလည်းများနေတယ်နေ့ရက်တိုင်းဟိုစိတ်တော်မှစိတ်နေပြီပေါ့နော်ဖမ်းဆီးခံရတာတွေတော်တော်လည်းစိတ်နေပါတယ်နေတိုင်းလဲမြန်မာနိုင်ငံကနေထိုင်းနိုင်ငံတဲကိုတရားမဝင်ရောက်လာကြတဲ့မြန်မာနိုင်ငံသားတွေကလည်းအများကြီးရှိနေသေးပဲပေါ့နော်အဲ့တော့ကိုယ်နိုင်ငံရဲ့အခြေအနေအရကျွန်တော်တို့နိုင်ငံဘက်ကနေဒီဘက်ကိုထိုင်းနိုင်ငံဘက်ကိုကူးလာရတဲ့လူတွေကနေ့စဉ်နဲ့အမျှမိတဲ့သူတွေလည်းမနေဘူးပေါ့နော်အဲ့တော့သတိထားပါနောက်ထပ်သတင်းတစ်ခုကဘာလဲဆိုတော့နောက်ထပ်သတင်းတစ်ခုကဒီဖူးခတ်မှာ X-ray စစ်စင်ရေးနဲ့အတူပေါ့နော်အလုပ်သမားတွေကိုစစ်ဆေးမှုတွေအချိန်မြင့်လှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းမှာဖူးခတ်မှာထောက်ထားမဲ့ရှေ့ပြောင်းလုပ်သားနဲ့အမိကန်လုပ်ငန်းတွေကိုရှင်းလင်းဖို့အတွက်အာဏာပိုင်တွေကဒီ X-ray စစ်စင်ရေးဆိုပြီးတော့အချိန်မြင့်လှုပ်ဆောင်နေကြပါတယ်ပြီးခဲ့တဲ့2025ခုနှစ်အောက်တိုဘာလကနေစပြီးတော့ဥပဒေချိုးဖောက်တဲ့နိုင်ငံသား2000ကျော်ကိုစစ်ဆေးတဲ့အခါမှာဥပဒေချိုးဖောက်မှု39ခုရှိတယ်ဆိုပြီးတော့လည်းပြည်내ရဲမှုကအတည်ပြုပြောကြားထားပါတယ်။ဖမ်းဆီးခံရတဲ့သူတွေရဲ့ဒီချိုးဖောက်မှုတွေထဲမှာတော့ခွင့်ပြုချက်မရှိဘဲနဲ့အလုပ်လုပ်ကင်မှုကအဓိကမြင်တွေ့ရတာပါ။လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပြစ်မှုမူရေးစေဝါနဲ့ပတ်သက်တဲ့ပြစ်မှုတွေအပြင်ဒေစီကန်လမ်းစီကန်ချိုးဖောက်တဲ့ပြစ်မှုတွေလည်းပါဝင်နေပါတယ်။အထူးသဖြင့်ဒေသခံတွေရဲ့အသက်မွေးဝမ်းကြောင်းကိုထိခိုက်စေတဲ့နိုမီနိုလို့ခေါ်တဲ့အမိကန်လုပ်ငန်းတွေကိုဖော်ထုတ်ဖို့ဒီနာမည်ကြီးနေရာတွေပေါ့နော်မြန်မာတွေအများစုလောက်ကင်စားတောက်တဲ့နေရာတွေကိုစစ်ဆေးခဲ့ပြီးတော့စီမင်းမလိုက်နာတဲ့နိုင်ငံသားတွေကိုချက်ချင်းအရေးယူခဲ့တယ်လို့သိရပါတယ်။ခုခါမှာလက်ရှိရွှေပြောင်းအလုပ်သမား3,400,000ရှိနေပြီးတော့အာဏာပိုင်တွေကဒီစစ်ဆေးမှုကိုတစ်ချိန်တည်းနဲ့ရက်မှာမဟုတ်ဘဲနဲ့နေ့စဉ်ဇက်တိုက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းအသိပေးထားပါတယ်။အဲ့တော့သူတို့စစ်ဆေးရေးကာလကတော့ကျွန်တော်တို့သိရတာ
3လပေါ့နော်3လစီမံချက်ဆိုပုံစံမျိုးနဲ့ပဲသူတို့စစ်ဆေးမှုတွေဒီဇိုင်းမမတ်ကိုအချိန်မြင့်လုပ်နေတာပေါ့နော်လောက်ပါမင်းနဲ့ဥပဒေအတိုင်းဒီမမှန်ကန်ကန်လုပ်နေတဲ့သူတွေအတွက်ကတော့စိုးရိမ်စရာမရှိဘူးဒါပေမဲ့တရားမဝင်လှုပ်ဆောင်နေတဲ့သူတွေဖူးခတ်မှာနေရာပေးမှာမဟုတ်ဘူးဆိုပြီးတော့လေထိုင်းသတင်းတွေမှာဖော်ပြထားကြပါတယ်အဲ့တော့ကိုယ့်ရဲ့အထောက်ထားကိုလုံးနေတဲ့အလုပ်ကိုယ့်ရဲ့သထေးဒါတွေအကုန်လုံးကိုလည်းတိုက်ဆိုင်ပြီးတော့မှအများအားစစ်ဆေးဖို့လိုတယ်ပြီးတော့ဗီဇာတွေတက်တန်းနော်တက်တန်းကုန်မကုန်အဲ့ဒါတွေအကုန်လုံးစစ်ဆေးဖို့လိုရတယ်ပေါ့နော်အခုလိုမျိုးဖြစ်သွားရင်တော့သူတို့ကထားမှာမဟုတ်တဲ့အပြင်အရေးယူမှုတွေလုပ်မယ်ပြီးမြန်မာနိုင်ငံပြန်ပို့နိုင်တဲ့အနေအထားမျိုးတွေလည်းရှိတယ်ပေါ့နော်ဒါတွေလည်းကျွန်တော်တို့နေတိုင်းပြောနေရတာပေါ့မြန်မာနိုင်ငံပြန်ပို့မခံရဘူးပေါ့နော်ဒီတော့တာဝန်ရှိသူတွေဒီဖူးခတ်မှာအဲ့လောက်ဒီအစစ်ဆေးကြမ်းပြီးတဲ့နောက်ပိုင်းမှာဒီနေ့မှာတော့ဒီဖူးခတ်ရဲ့မြို့လေကောင်နားမှာရှိတဲ့ဆိုင်တွေတော်တော်များများမဖွင့်တော့ဘဲနဲ့တိတ်ဆိတ်သွားရပါတယ်ဒီဒေသခံတွေရဲ့အဆိုရလည်းစစ်ရေးဖွဲ့တွေလာတဲ့အချိန်မှာဖမ်းဆီးခံရမှာဆိုးတဲ့အတွက်ဆိုင်တော်တော်များများကတကားတွေလောတကြီးပိတ်ပြီးတော့မှထွက်ပြေးတိမ်းရှောင်သွားကြရတဲ့အနေအထားမျိုးပေါ့နော်အဲ့ကလေးကအထောက်ထားတွေနော်အလုတ်ကိုင်းတွေမတူတာမျိုးတွေအဲ့လိုမျိုးအခြေအနေမျိုးတွေရှိတဲ့သူတွေလည်းအများကြီးရှိမှာပါနော်တော်တော်များတယ်ပေါ့နော်များလို့လည်းဒီလိုမျိုးလေကောင်းမှာတိတ်ဆိတ်သွားတဲ့အခြေအနေပေါ့အဲ့တချို့ကလည်းအဖမ်းခံလိုက်ရတဲ့အတွက်ကြောင့်ဒီအယောင်းဝယ်တွေလုံးဝဆုံးရှုံးသွားရတဲ့အနေအထားမျိုးတွေလည်းဖြစ်ကြတဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော်အရင်ကဒီမြန်မာနိုင်ငံသားနဲ့ရွှေပြောင်းလုပ်သားတွေအတွက်တော့အဲ့ဒီဖူးခတ်ရဲ့မြို့လေကောင်နားမှာရှိတဲ့ဈေးဆိုင်တွေကအဓိကစီစီကားကားနဲ့စူစီးတဲ့နေရာဖြစ်တယ်စတိုးဆိုင်တွေစားတောက်ဆိုင်တွေနဲ့လူနေအသုံးဆောင်တွေဝယ်ကြတဲ့နေရာကြီးပေါ့နော်အခုချိန်ဒီမျိုးမှာတော့ဖမ်းဆီးတွေအစစ်ဆေးတွေလုံးဝကျန်းနေတဲ့အတွက်ကြောင့်သွားလာတွေလည်းနည်းသွားသလိုဆိုင်တွေမှာလုံနေကြတဲ့အလုပ်သမားတွေလည်းမတွေ့ရသလောက်ကိုဖြစ်သွားကြတယ်ပေါ့နော်ဒါတော့အပိတ်အနေနဲ့ပြောရမယ်ဆိုရင်တော့တကယ်စစ်ဆေးမှုတွေပြုလုပ်နေတဲ့အခြေအနေမျိုးမှာမြန်မာနိုင်ငံသားတွေအထောက်ထားတွေမစုံငင်ဘဲနဲ့အပြစ်သွားတာမျိုးတွေနော်ရှောင်ကြပါပြီးတော့ရှေ့ရမှာဆိုလည်းသတင်းတွေတွေ့ရတယ်လိုင်းကန်းတွေအထဲအထိနော်အပါမန်တွေအထဲအထိအဲ့လိုဝင်ပြီးတော့စစ်တဲ့သတင်းတွေလည်းတွေ့ရတယ်ပေါ့နော်တွေ့ရတဲ့ခါကျတော့နေကြော်တာမျိုးတွေဆိုရင်လည်း view site ကြပါကိုယ့်ရဲ့နေမြေမှာရှိတယ်ဆိုရင်လည်းကိုယ်အထောက်ထားမစုံဘူးဆိုရင်လည်းအသွားလာတွေ view site ကြပါလို့ပြောရင်းနဲ့ပဲကျွန်တော်ရဲ့ဗီဒီယိုကိုဒီမှာပဲအဆုံးသတ်ချင်ပါတယ်နောက်နေ့တွေမှာလည်းထိုင်းနိုင်ငံနဲ့ပတ်သက်ပြီးတော့ထိုင်းနိုင်ငံမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်အထူးခြားသတင်းတွေသတိထားရမယ့်သတင်းတွေပြောပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ဒီ channel လေးကို like and subscribe လုပ်ခဲ့ပေးပါဦး